ဟုတ်တယ်ဖေကျွန်တော်ရပါလေကျွန်တော်တို့ချက်ပြသွားပြီလေဟာဒါပေမဲ့လောက်ကတော့မလုပ်ဘူးရဲ့ဟုတ်တယ်တားလေအရင်ကြီးရတာမင်းရဲ့သိရမလားဘာလဲဒါရဲ့မင်းတို့လေးမျက်နှာကိုကြည့်ပြီးတော့ဖွင့်လာလိုက်ပါ